ကဘာကျော်ပြိုင်ကားတွေကဘာကြောင့် TV မှာမကြော်ညာရတာလဲကဘာကျော်ပြိုင်ကားတွေရဲ့ဇိမ်ခံကားတွေဟာသူတို့ကားရဲ့ဖွဲ့စည်းမှုပုံစံနဲ့စွမ်းဆောင်ရည်တွေကသူ့ဘာသာသူကြော်ညာပြီးသားဖြစ်နေလို့ TV ကြော်ညာတွေမှာငွေကုန်ကြေးကျခံပြီးကြော်ညာဖို့မလိုတဲ့စီးပွားရေးဗျူဟာကိုကျင့်သုံးလေရှိပါတယ်သူတို့ပြစ်မှတ်ထားတဲ့လူဒန်းစားတွေကရုပ်သံရှင်းမှာအချိန်ဖြုံးနေတတ်သူတွေမဟုတ်တဲ့အတွက် TV ကြော်ညာဟာသူတို့အတွက်ထိရောက်မှုနည်းပါပြီးအရင်းနှီးလည်းအလွန်များပြားပါတယ်အဲ့ဒီစားကဘာအဆင့်မီပွဲလန်းသဘင်တွေတီးတန့်အတွေ့အကြုံကိုရစေမဲ့ကားပြပွဲတွေနဲ့လူမှုကွန်ရက်ကနေတဆင့်အထူးလူဒန်းစားတွေစီဓာတ်ရိုက်ရောက်ရှိအောင်ပုံမအာယုံစိုက်လှုပ်ဆောင်ကြလေရှိပါတယ်။ဒါကြောင့်လဲ Ferrari, Lamborghini လိုကားတွေရဲ့ကြော်ညာကိုရုပ်သံလိုင်းတွေမှာမတွေ့ရဘဲသူတို့ရဲ့ဂုဏ်သတင်းကသာလူတွေရဲ့စိတ်အာရုံထဲမှာနေရာယူထားနိုင်တာဖြစ်ပါတယ်။ Ferrari, Lamborghini လိုစူပါကား brand တွေကလူတိုင်းကိုမရောင်းချင်ပဲတီးတန့်ဖောက်သည်တွေကိုပဲပြစ်မှတ်ထားကြပါတယ်။ဒီကားတွေဟာတာမန်ကားတွေလိုလူတိုင်းအတွက်ရည်ရွယ်ထားတာမျိုးမဟုတ်ပါဘူး။အထူးသဖြင့်အောင်မြင်နေတဲ့သူတွေကားစုဆောင်းသူတွေအတွက်ပဲပြစ်မှတ်ထားတာကြောင့်အမြဲတမ်းတီးတန့်ဆန်နေအောင်လုပ်ထားတာပါလူတိုင်းကိုမရောချင်ဘူးဆိုတာတဲ့သူတို့ရဲ့ brand တန်ဖိုးကိုထိန်းသိမ်းမှုအတွက်ဖောက်တယ်တွေကိုရွေးချယ်စစ်စစ်တာမျိုးတောင်ရှိတတ်ပါတယ်။ဘာကျော်ပြိုင်ကား brand တွေဟာ TV ကြော်ညာထက်ဇိမ်ခံကားရဲ့ဂုဏ်သတင်းနဲ့တီးတန့်ဖြစ်တည်မှုကိုတန်ဖိုးထားကြပါတယ်။ TV မှာကြော်ညာလိုက်ရင် brand ကရိုးရိုးလေးဖြစ်သွားနိုင်တာမလို့သူတို့ကအဲ့ဒီနီလန်းကိုရှောင်ကျဉ်ပါတယ်။ဂုဏ်သတင်းနဲ့တီးတန့်ဖြစ်တည်မှုကိုပဲသူတို့ကအဓိကထားပြီးတန်ဖိုးမြင့်တင်ကြတာပါ။ဒီကားကိုပိုင်ဆိုင်ရတာကအထူးအခွင့်အရေးတစ်ခုလို့ခံစားရစေဖို့သူတို့ကပုံဖော်ပေးထားတာဖြစ်ပါတယ်။နောက်ပြီးထုတ်လုပ်တဲ့ကားအရေအတွက်နည်းပါးတာကြောင့်လူအများကြီးကိုကြော်ညာတဲ့ mass advertising လုပ်ဖို့မလိုအပ်ပါဘူး။ကားစီးရေကနည်းလွန်းလို့ကြော်ညာလိုက်ရင်ဝယ်မဲ့သူကပိုများလာပြီးအမှားစာတွေတန်းစီနေရတဲ့အခါပြဿနာတောင်တက်နိုင်ပါတယ်။ဒါကြောင့်သူတို့အတွက်တော့ထုတ်တဲ့ကားကပဲအယောင်ရဆုံးဖြစ်နေတာမလို့အထူးတလဲကြော်ညာဖို့တောင်မလိုအပ်ပါဘူး။ Formula 1, Motorsport event နဲ့ celebrity တွေရဲ့လွှမ်းမိုးမှုတွေက TV ကြော်ညာထက်တောင်ပိုထိရောက်တဲ့ marketing နည်းလမ်းတွေဖြစ်ပါတယ်။သူတို့ရဲ့ brand ပုံရိပ်ကိုအကောင်းဆုံးပြနိုင်တာက Formula 1 လိုမျိုးကားပြိုင်ပွဲကြီးတွေမှာပါဝင်ရှင်ပြိုင်တာပါပြီးတော့အောင်မြင်တဲ့နာမည်ကြီးသူတွေကဒီကားတွေကိုစီးပြလိုက်တဲ့အခါလူတွေကပိုပြီးစိတ်ဝင်စားသွားကြပါတယ်ဒါဟာ TV ကြော်ညာတဲ့ပိုပြီးပြစ်မှတ်ထိရောက်သလို brand ရဲ့ကြော်ကြားမှုကိုလည်းမြင့်တင်ပေးရရောက်ပါတယ်ကျန်းသာတဲ့ဝယ်ယူသူတွေကို target လုပ်တဲ့အတွက် private event နဲ့တီးတန့်ဖြစ်တည်မှုအတွေ့အကြုံတွေရဖို့ကိုပဲအာရုံစိုက်ကြပါတယ်ဝါကျော်စူပါကားတွေကိုကြော်ညာပြီးဆိုရင်တကယ်ချမ်းသာဆုံးသူတွေကိုသူတို့ရဲ့တီးတန့်ပွဲလေးတွေမှာပဲဖိတ်ခေါ်ပြီးကားတစ်တွေကိုမိတ်ဆက်လေးရှိကြပါတယ်ဒီလိုနေရာမျိုးမှာဝယ်သူတွေကလည်းပိုပြီးစိတ်ဝင်စားသလိုအချင်းချင်းလဲမိတ်ဖွဲ့တာတွေလုပ်လို့ရပါတယ်ဒါဟာအင်တာနက်ပေါ်ကကြော်ညာထက်ကိုပိုထိရောက်ပြီးရောင်းအားတက်စေမဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့စူပါကား brand တွေမကြော်ညာတာဟာလူမသိလို့မဟုတ်ပဲလိုချင်တဲ့သူကအဲ့ဒီကားတွေကိုရှာတွေ့နေပြီးသားဆိုတဲ့ marketing philosophy ကြောင့်ဖြစ်ပါတယ်ဒီ brand တွေကလူသိများပြီးသားဖြစ်လို့ထပ်ပြီးကြော်ညာနေစရာတော့မလိုတော့ပါဘူးဝယ်နိုင်တဲ့သူလိုချင်တဲ့သူကသူတို့ဘာသာပဲ brand ကိုရှာပြီးရောက်လာကြတာပါဒါဟာအလွန်ကိုကောင်းမွန်တဲ့ marketing ပုံစံဖြစ်ပြီးကိုယ်တိုင်ကပစ္စည်းကိုတန်ဖိုးရှိအောင်တည်ဆောက်ထားနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်လည်းဒီလိုဘူးတုဒရစေတဲ့အကြောင်းအရာတွေတင်ဆက်ပေးမှာဖြစ်လို့လက်မလို့တန်းကြည့်ရှုခြင်းနဲ့ဆိုရင်နေပြီးတော့ channel လေးကို follow လုပ်ထားလိုက်ပါစုံထိကြည့်ရှုပေးလို့ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ